ဒီနေ့ခေတ်မှာအုတ်တစ်ချက်မှမတုံးပဲအိမ်တလုံးစောင့်နိုင်နေဆိုတာကိုသင်ယုံနိုင်မှာမလားလုပ်ငန်းစဉ်တစ်ခုလုံးကဖော့ပြားတွေကိုပဲအသုံးပြုပြီးတက်ဆင်တိစောက်ထားတာဖြစ်ပါတယ်လူနှစ်ယောက်ထဲနဲ့၈နာရီအတွင်းအပြီးတိစောက်နိုင်ပြီးကုန်ကျစရိတ်ကလည်းဒေါ်လာ4ယောက်သာရှိပါတယ်ဒါကခိုင်ခန့်မှုမရှိဘူးလို့သင်ထင်ကောင်းထင်နိုင်ပါတယ်ဖော့ဆိုတာကနည်းနည်းဖိလိုက်တာနဲ့အလွယ်တကူချွိတ်ဝင်သွားနိုင်ပြီးခြေထောက်နဲ့နင်းလိုက်ရင်လည်းကြေမော့သွားနိုင်တဲ့အတွက်ဒီအိမ်မှာနေရတာလုံခြုံမှုမရှိဘူးလို့ခံစားရနိုင်ပါတယ်ဒါပေမဲ့တကယ်လက်တွေမှာတော့ဒီအမိုးကုန်းပုံစံဖော့အင်လေးဟာအုတ်နေရန်တစ်ခုတည်းခုနှစ်တသမနစာပိုမိုခိုင်ခန့်နေထွဲ့စည်းပုံအင်ဟာ structural strength ရှိပါတယ်ပြီးတော့သူ့ရဲ့အပူအေးကာကွယ်ပေးနိုင်စွမ်းက4မီတာအထူရှိတဲ့အုတ်နေရန်တစ်ခုနဲ့ညီမျှပါတယ်အထူးဆန်းဆုံးအချက်ကတော့ဒီလောက်ပေါ့ပါတဲ့ PC ကအိမ်တလုံးအထိတိဆောက်ပြီးသွားတဲ့အခါလေပြင်းတွေနဲ့ငလင်းတန်းကိုတော့မကြောက်ရတာပါပဲလျှို့ဝှက်ချက်ကတော့တက်စင်တဲ့လုပ်ငန်းစဉ်မှာရှိပါတယ်အလုပ်သမားတွေကဖော့တုံးတွေကိုတစ်ခုနဲ့တစ်ခုကပ်ဖို့အတွက်တိဆောက်ရေးသုံးကော structural adhesive ကိုအသုံးပြုကြပါတယ်အဲ့ဒီနောက်တန်ချောင်းတွေနဲ့ထပ်မံထိန်းချုပ်ပြီးဇစ်ကြိုးတွေနဲ့တင်းကျပ်စွာစီးနှောင်ကြပါတယ်အိမ်ကိုအပြည့်အဝတက်ဆင်ပြီးသွားတဲ့အခါအောက်ခံ foundation နဲ့ကိုကြောက်ဆူးနတ်တွေရိုက်သွင်းပြီးအဆောက်အဦတစ်ခုလုံးကိုမြေကြီးနဲ့ခိုင်မြဲစွာတွဲဆက်ထားပါတယ်အဲ့ဒီနောက်ဖော့နီယန်တွေကိုတန်စကားတွေထက်အုပ်လိုက်ပြီးပုံဖော်မော်ဒါနဲ့တုပ်လိမ့်ပါတယ်နောက်ဆုံးမှာတော့ရိုးရိုးအုပ်အိမ်တွေထက်အစပေါင်းများစွာပုံမူတီးငင်းခိုင်ခန့်တဲ့တသားတည်းဖက်နေတဲ့အဆောက်အဦတစ်ခုကိုရရှိလာတာဖြစ်ပါတယ်ပုံမှန်အသုံးပြုမယ်ဆိုရင်သူ့ရဲ့တက်တန်းက250အထိကိုယုံကြည်စိတ်ချစွာခံနိုင်ရရှိပါတယ်